ဒါစီလေးတွေကတီးတဲ့ရောင်းတဲ့ brand လေးရှိရပေါ့နော်ဒါဆိုလို့ရှိရင် Even Pro brand ဖြစ်ပါတယ် brand လေးအရင်ကောင်းတယ်ပြီးလို့ရှိရင် quality ကောင်းမှုကဈေးနှုန်းကလေချိုတယ်လို့ပြောရမှာပေါ့နော် fashion နဲ့ရင်းစုံတယ်ကျမတို့ဒါကလေးမွေးကိစ္စကနေပြီးတော့ကလေး condition နဲ့တုံလို့ရတယ်ဒါဆိုလို့ရှိရင်အကုန်လုံးကောင်းမှအောက်ကနေ frame နဲ့ပေါ့နော်ကျိုးနဲ့ချိတ်လိုက်ပြီးဆိုတာနဲ့လောကအစင်နဲ့ထိုင်လို့ရမယ်အရင်အဆင်ပြေရပေါ့နော်ဒီပေါ်ဒီဇိုင်းကတော့ view ရှိမှာ3မျိုးရှိမယ်5သိန်းကျော်ရှိမယ်4သိန်းကျော်ရှိမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ထိုင်တဲ့ပုံစံလေးလုပ်ပြထားတယ်ဒီအောက်မှာခလုတ်ကလေးရှိရဒါကိုကျမတို့ကသူ့ကိုပက်လက်နေထားနဲ့သုံးလို့ရတယ်မှာโอเคနော်နောက်တစ်ခုဒီဟာလေးဒီတိုင်းမှာဒါလေးလည်းပက်လက်နေထားနဲ့ကလေးအိတ်တဲ့သုံးလို့ရပါတယ်ဒါလေးလည်းဒီတိုင်းမှာပဲကလေးအိတ်တဲ့ချိန်ကြီးပက်လက်နေထားနဲ့သုံးလို့ရပါတယ်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ function ကတော်တော်ဆုံးပါတယ်အောက်က Freddy ဆိုလို့ရှိရင်အရင်မိုက်တယ် Even Pro ဒါ HD ဒါလေးလည်း Even Pro ပဲပေါ့နော်ဒါလေးက9သိန်းကျော်နဲ့ရမယ်ဒါလေးက4သိန်းကျော်ဒီဘက်က4သိန်းကျော်ပါရှင် install ရှိတာဆိုတော့တကယ်လို့ကလေးလေးခေါ်လာပြီးတော့မှကိုယ့်ရဲ့ကားနဲ့လာပြီး try ကြည့်ပြီးတော့မှစိတ်ကြိုက်ပြီးအဆင်ပြေပြီးဆိုတော့မှဝယ်ယူလို့ရတယ် online ကဝယ်မဲ့ customer ဆိုလို့ရှိရင်စိတ်ကြပြီးတော့ဝယ်ယူလို့ရတယ် test ဆင်ပေါ်ကိုပြုလို့ကားမှာ test ဆင်ပြီးတော့ဗီဒီယိုလေးပို့ပြီးမှဖြစ်ပါတယ်ရှင်အဲ့တော့ဒါလေးကိုသဘောကျနဲ့ချိုက်တယ်ဆိုလို့ရှိရင်လည်းသဘောကျတဲ့ကြောင်းလေးချရေးခဲ့ပြီးပါရှင်ကျေးဇူးတင်ပါတယ်